ဒီနေ့မှာတော့ attention နဲ့ respect ကြားကွာခြားချက်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အခုခေတ်မှာ attention ရဖို့ကအရန်လွယ်ကူပါတယ်လှပတဲ့ဓာတ်ပုံတစ်ပုံ trending ဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပေါ့အဲ့ရနေပြီး attention ကိုရနိုင်တယ်ဒါပေမဲ့ respect ကတော့လုံးဝမတူပါဘူး respect အတွက်ကိုကအပီးရတဲ့တစ်ခုတည်းနဲ့လုံးဝမတိဆောက်နိုင်ပါဘူးတရက်ထဲနဲ့လည်းမရနိုင်ပါဘူးခစီပေးချင်ကြံနေစတော့ငါဆိုရင်ပေါ့နော် real confident ကို perfect makeup perfect gown perfect smile အဲ့လိုအနေနားလည်ထားတယ်မှန်တကယ်ကလုံးဝမဟုတ်ပါဘူးတကယ် respect ရတဲ့သူတွေက discipline ရှိတဲ့သူတွေ kindness ရှိတဲ့သူတွေ pressure အောက်မှာတော့ခံဖြစ်တဲ့သူတွေခက်ခဲတဲ့ decision တွေကိုချမှတ်နိုင်တဲ့သူကတိုင်း respect ရနိုင်တာလို့ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခံစားတော့က beauty ဟာတကားဖွင့်ပေးနိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ character ကတော့အဲ့ဒီအခန်းလေးထဲမှာဘလောက်ကြာထိမ့်သိမ်းထားနိုင်လဲဆိုတဲ့အပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခံစားရင်ကတော့လက်ရှိမှာ respect ကိုတဖြည်းဖြည်းနဲ့တည်ဆောက်နေပါတယ်ရှင်